တော်လိုင်းရစလာတာနေဦးတော်လိုင်းပေါ့နော်နေဦးတော်လိုင်းရစလာတာ February 1 ရက်နေ့မှာဆိုရင်၄နှစ်ပြည့်တော့မယ်ဆိုတော့ဒီ၄နှစ်လုံးမှာကျမတို့ကထက်တမ်းမှုတွေအများကြီးရဲဘော်တူတယောက်ချင်းစီတိုင်းကကြုံခဲ့ရတာဖြစ်တဲ့အတွက်ကျမတို့ဒီတော်လိုင်းမှာခလေးမဟုတ်တော့ပါဘူးကျမတို့အတွေ့အကြုံရင့်ကျက်ပြီးတဲ့လူတူတယောက်ချင်းစီဖြစ်နေကြပါပြီပေါ့နော်ဆိုတော့ကျမကဒီတော်လိုင်းမှာရဲဘော်တူတယောက်ချင်းစီရဲ့တန်ဖိုးကိုတွတ်တဲ့နည်းလမ်းရှိပါတယ်ဆိုတော့နံပါတ်1ကတော့ရန်သူကိုဘယ်လောက်ထိထိထောက်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးကျွန်မကြည့်ရတယ်ဆိုတော့ဒီရဲဘော်တူတယောက်ချင်းစီတိုင်းဒီတာရနေရာမှာရန်သူကိုထိထောက်နိုင်တဲ့လူတွေဖြစ်ပါတယ်ရန်သူဆိုတာကတော့လက်ရှိတိုးနိုင်ငံမှာပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းနေတဲ့ဖက်စစ်တပ်ဖြစ်ပါတယ်ဒါကအကြမ်းဖက်တပ်ပေါ့နော်နေအောင်လိုင်းရဲ့တပ်ကိုကျွန်တော်တို့ဒီအကြမ်းဖက်စစ်တပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို NUG ကတင်ပြထားပြီးသားဖြစ်ပါတယ်ဆိုတော့အကြမ်းဖက်စစ်တပ်ကိုဒီရဲဘော်တူတယောက်ချင်းစီတိုင်းဒီထိထောက်နိုင်တဲ့လူတွေဖြစ်ပါတယ်ပေါ့နော်ဆိုတော့အကြမ်းဖက်တပ်ကမြစ်ပေါင်းများစွာတွေကသူ့ကိုယ်သူအများကြီးတောက်လာခဲ့တာပြီးတော့မှကျွေးကြော်တယ်ကိုအများကြီးကြော်ထားတာကဘာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာဘယ်တော့မှမပြတ်တဲ့ပေါ့နော်အဖွဲ့အစည်းဆိုကိုသူချင်းညာထားပြီးတော့မှဇက်ပေါင်းစုံကနေဖြစ်နေတယ်ပေါ့ဥမာဖြစ်စစ်စီရှိရစစ်အင်ဂျင်နီယာရှိတယ်ဆိုတော့လိုအဲ့ဒီသူတို့မှထုတ်သုံးနိုင်အောင်ဆိုပြီးတော့မှအဖက်ဖက်ကနေပြီးဆောက်လာတဲ့တက်ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနေ့အချိန်မှာတော့ကျမတို့လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာဒီနေ့ရဲ့ passive တက်ပြီးအသုံးချုံးနဲ့ပြိုလဲနေပြီပေါ့နော်ဘယ်တော့မှမပြိုလဲဘူးလို့ကြီးညာထားတဲ့ passive တက်ပေါ့နော်ဆိုတော့ဒီတက်ကကျွန်တော်တို့ဒုတိယကမ္ဘာစစ်ပြီးွားတဲ့ကနေပြီးတော့မှဒီနေ့အချိန်ထိဒီကမ္ဘာမှာပေါ့နော်မပြောင်းမလဲပဲရှိနေတဲ့ဦးဒီတော့ကျန်ခဲ့တဲ့ passive တက်ဖြစ်ပါတယ်ဆိုတော့ဒီ passive တက်ကိုအခုဒီရဲဘော်ဦးတယောက်ချင်းစီတိုင်းချုပ်ပြက်နေတာဖြစ်တဲ့အတွက်ရဲဘော်ဦးတယောက်ချင်းစီတက်ရှိသမိုင်းရဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အလဲကြောင်းရဲဘော်တွေလက်နဲ့ပြီးနေတာဖြစ်ပါတယ်ဒီရဲဘော်ဦးချင်းစီတယောက်ချင်းစီတိုင်းဒီနိုင်ငံရဲ့သမိုင်းစာမျက်နှာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုသိချင်မှတွင်းထားပါပေါ့နော်ဆိုတော့ဒုတိယတစ်ချက်ကတော့တော်လှန်ရေးပေါ်ဘယ်လောက်ထိသစ္စာရှိလဲဆိုတဲ့အပေါ်မှာကြည့်ပါတယ်ဆိုတော့ရဲဘော်တို့ရှိကနေကြီးကျော်သွားတဲ့ကြီးကျော်ချက်ထဲမှာလည်းပါပါတယ်တော်လှန်ရေးကိုသစ္စာရှိတယ်ဆိုတာကလူလူကိုသစ္စာရှိတာဖြစ်ပါတယ်ကြောက်ဆုံးသွားတဲ့ရဲဘော်တွေပေါ်မှာသစ္စာရှိတာဖြစ်ပါတယ်ပယ်လေကြီးအောင်စုပေါ်မှာသစ္စာရှိတာဖြစ်ပါတယ်ဆိုတော့ဒီသစ္စာရှိတဲ့ပေါ်မှာမူတည်ပြီးတော့လည်းကျမတို့ရဲ့တော်လှန်ရေးတန်ဖိုးကိုထုတ်ချက်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ညီညွတ်ရေးကိုဘယ်လောက်ထိတိစောက်နိုင်လဲဆိုတဲ့အပေါ်မှာကြည့်ပြီးတော့မှရဲဘော်တို့ရဲ့တန်ဖိုးကိုထုတ်ချက်ပါတယ်ဆိုတော့ညီညွတ်ရေးကိုတိစောက်တယ်ဆိုတာကကိုယ့်အချင်းချင်းအဖွဲ့အစည်းအသင်းမှာညီညွတ်ရေးကိုတိစောက်ခြင်းကလည်းအရေးပါတယ်လို့ပဲမဟာမိတ်တွေနဲ့ညီညွတ်ရေးတိစောက်မှုကလည်းအင်တန်ကြီးပါတယ်နောက်ဆုံးအရေးကြီးဆုံးညီညွတ်ရေးတိစောက်မှုကတော့တက်နဲ့လူလူကြားထဲမှာရှိတဲ့ညီညွတ်ရေးကိုတိစောက်နိုင်ဖို့ကအရင်ကြီးကြည့်ပါလေဆိုတော့ကျမတို့ဒီလူလူအတွက်အကာအကွယ်ပေးတဲ့တက်ဖြစ်ရမယ်လူလူအကျိုးစီးပွားကိုကြည့်တဲ့တက်ဖြစ်ရမယ်လူလူအတွက်အကာအကွယ်ပေးနိုင်တဲ့တက်ဖြစ်ရမယ်ပေါ့နော်ဒီပုံမှာမူတည်ပြီးတော့ဒီတော်လှန်ရေးတစ်ချောင်းကျမတို့ရဲ့သမိုင်းပေးတာဝန်တွေကိုစုပ်ဖြတ်ပါတယ်ဆိုတော့ရဲဘော်တို့အခု moment တင်တန်းလာနေပြီးတော့မှပြည်သူလူထုအတွက်အများကြီးအကာအကွယ်ပေးနိုင်တဲ့ပြည်သူသားကောင်းရနာတွေဖြစ်ပါလေတိုက်ပွဲတိုင်းလဲအောင်မြင်ပါစေအမှန်တရားဘက်ကနေပဲနေတဲ့ရက်တီပေးနိုင်တဲ့ရဲဘော်တွေဖြစ်ပါလေလို့ဆုတောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်